မင်္ဂလာပါတငယ်ချင်းတို့ရေပြဿနာတိုင်းကိုဒုက္ခလို့မတတ်မှတ်လိုက်ပါနဲ့ဖြည့်ရှင်းရရှိတာဖြည့်ရှင်းလိုက်ပါအားလုံးနားစင်ကြအောင်နော်ပြဿနာတိုင်းကဒုက္ခမဟုတ်ဘူးမိတ်ဆွေဘဝမှာကြုံလာသမျှပြဿနာတိုင်းကိုဒုက္ခလို့မတတ်မှတ်လိုက်ပါနဲ့အဲ့ဒီနှစ်ခုဟာတကယ်တော့မတူဘူးနော်ပြဿနာဆိုတာဖြည့်ရှင်းဖို့လိုအပ်တဲ့စိန်ခေါ်မှုတစ်ခုပါပြဿနာဆိုတာလက်ရှိအခြေအနေနဲ့တင်ဖြစ်ချင်တဲ့အခြေအနေကြားကကွာဟချက်လေးတစ်ခုပဲဖြစ်ရတယ်ဒုက္ခဆိုတာတော့အဲ့ဒီပြဿနာကြောင့်တင်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်စိတ်ဖြစ်စီမှုနဲ့အားငယ်မှုပဲဖြစ်တယ်တကယ်တော့ပြဿနာတွေဟာတင့်ကိုပို့ပြီးခိုင်မာလာအောင်ပို့ပြီးထပ်မြက်လာအောင်ဖန်တီးပေးတဲ့အခွင့်အလမ်းကောင်းတွေပါဒါကြောင့်ပြဿနာတစ်ခုကိုဖြေရှင်းနိုင်လိုက်တဲ့အခါသင်ခန်းစာအနေနဲ့တစ်မှာဘုဒ္ဓတအသစ်တွေနီလာအသစ်တွေအတွေးအမြင်အသစ်တွေကိုရရှိသွားမှာပါပြဿနာတွေကတည့်ရဲ့အရေးအချင်းနဲ့စိတ်ပိုင်းဆိုင်ရာကြက်ခိုင်မှုကိုတိုးတက်စေပါတယ်အတားအဆီးတွေကိုကျော်လွှမ်းပြီးတဲ့အခါတေဟာရခင်ကထက်ပိုပြီးအားကောင်းတဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်အခက်အခဲတွေကကိုယ့်ကိုပုံမူကောင်းမှုတဲ့အဖြစ်တွေပြောင်းလဲတွေကိုရှံဖွေဖို့တူအောင်ပေးပါတယ်ဒီတော့အားမလျှော့ပါနဲ့တိရှင်းမှာဘလောက်ပဲကြီးမားတဲ့ပြဿနာတွေရှိနေပါစေလုံးဝအားမလျှော့ပါနဲ့ပြဿနာကဘယ်တော့မှအမြဲတမ်းရှိနေမှာမဟုတ်ပါဘူးပြဿနာဆိုတာယာယီဖြစ်ပါတယ်တစ်မှာဒီပြဿနာကိုဖြေရှင်းနိုင်စွမ်းရှိနေလို့သာတစ်စီကိုရောက်လာတာပါတစ်စစ်ချင်းစီဖြေရှင်းပါတပြိုင်နက်တည်းအားလုံးကိုဖြေရှင်းဖို့မကြိုးစားပါနဲ့တင်းငယ်တဲ့အစ်စ်တွေဖြစ်ခွဲပြီးစက်တည်လိုက်ပါဒါကြောင့်အမြဲတတိယပါတေဟာစိန်ခေါ်မှုကိုရေဆိုင်နိုင်တဲ့စွမ်းရည်ရှိသူပါပြဿနာကိုဒုက္ခအဖြစ်မခံစားဘဲတိုးတက်ဖို့အတွက်လင်ကန်းထစ်တစ်ခုအဖြစ်မြင်လိုက်ပါယုံကြည်ချက်အပြည့်နဲ့ရှစ်ဆက်ပါအရာရာတိုင်းအစဉ်ပြေသွားပါလိမ့်မယ်အားလုံးရွှေလချမ်းမြေကြပါစေ